ပင်လယ်ထဲမှာတစ်ခါတလေလေထဲမှာပြန်နေတယ်လို့အလွန်သေးငယ်ပြီးနတ်သမီးလိုပုံစံရှိတဲ့တတဝါတစ်မျိုးရှိပါတယ်။ဒါပေမဲ့အဲ့ဒီတတဝါကတကယ်တော့အထူးပြုထားတဲ့မူဆိုးတစ်မျိုးပါ။အဲ့ဒါကိုပင်လယ်နတ်သမီးလို့ခေါ်ပါတယ်။ပထမမြင်လိုက်တာနဲ့အဲ့ဒီတတဝါဟာအလွန်သေးငယ်ပြီးကြည်လင်တယ်လို့အေးပင်လယ်ရေထဲမှာတဖြည်းဖြည်းလေထဲပြန်နေတယ်လို့လှုပ်ရှားနေပါတယ်။သူ့ခန္ဓာကိုယ်ကလုံးဝနီးပါးကြည်လင်ပြီးဘေးဘက်နှစ်ဖက်မှာတောင်ပန်လိုပုံရတဲ့အစိတ်ပိုင်းတွေထွက်ရှိနေပါတယ်။ဒါပေမဲ့အဲ့ဒီတောင်ပန်တွေဟာတကယ်တော့တောင်ပန်မဟုတ်ပဲရေကူးကိုပြုပြင်ပြောင်းလဲထားတဲ့ပင်များဖြစ်ပါတယ်။အဲ့ဒီပင်တွေကိုတစ်ချက်တီးလုံနေခြင်းအဖြစ်ရေထဲမှာပြန်နေတယ်လို့လှုပ်ရှားနိုင်ပါတယ်။ဒါပေမဲ့ဒီတတဝါကမရည်ရွယ်ပဲလှုပ်ရှားနေတာမဟုတ်ပါဘူး။သူကမူဆိုးတစ်မျိုးဖြစ်ပြီးအဓိကအားဖြင့်ပင်လယ်လိပ်ပြာလို့ခေါ်တဲ့တင်းငယ်တဲ့ပင်လယ်ခရုတစ်မျိုးကိုသာအစားအစာအဖြစ်စားသုံးပါတယ်။မူဆိုးဖြစ်တဲ့ဒီတတဝါကသားကောင်ကိုတွေ့တာနဲ့သူ့ကောင်းဘက်ကနေဖုံးကွယ်ထားတဲ့အစာပန်းပစ္စည်းတွေကိုချက်ချင်းထုတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာလက်တံလိုပုံစံရှိတဲ့အစိတ်ပိုင်းများအများပြားထွက်လာပြီးပင်လယ်လိပ်ပြာရဲ့အခွန်ကိုဖမ်းဆုပ်လိုက်ပါတယ်။ထို့နောက်မူဆိုးကသားကောင်ကိုသူ့ပါးစပ်ဘက်ကိုဆွဲယူပြီးစားသုံးလိုက်ပါတယ်။အေးပိုင်းပင်လယ်များထဲမှာအလွန်နူးညံ့တယ်လို့ထင်ရတဲ့တတဝါများတောင်မှမူဆိုးများဖြစ်နိုင်ကြပါတယ်။ပင်လယ်အောက်မှာအကြောင်းအရာများကိုဆက်လက်လေ့လာခြင်းပေါလို့လုပ်ထားပြီးနော်။ပင်လယ်ထဲမှာတစ်ခါတလေလေထဲမှာပြန်နေတယ်လို့အလွန်သေးငယ်ပြီးနတ်သမီးလိုပုံစံရှိတဲ့တတဝါတစ်မျိုးရှိပါတယ်။ဒါပေမဲ့အဲ့ဒီတတဝါကတကယ်တော့အထူးပြုထားတဲ့မူဆိုးတစ်မျိုးပါ။အဲ့ဒါကိုပင်လယ်နတ်သမီးလို့ခေါ်ပါတယ်။ပထမမြင်လိုက်တာနဲ့အဲ့ဒီတတဝါဟာအလွန်သေးငယ်ပြီးကြည်လင်တယ်လို့အေးပင်လယ်ရေထဲမှာတဖြည်းဖြည်းလေထဲပြန်နေတယ်လို့လှုပ်ရှားနေပါတယ်။သူ့ခန္ဓာကိုယ်ကလုံးဝနီးပါးကြည်လင်ပြီးဘေးဘက်နှစ်ဖက်မှာတောင်ပန်လိုပုံရတဲ့အစိတ်ပိုင်းတွေထွက်ရှိနေပါတယ်။ဒါပေမဲ့အဲ့ဒီတောင်ပန်တွေဟာတကယ်တော့တောင်ပန်မဟုတ်ပဲရေကူးကိုပြုပြင်ပြောင်းလဲထားတဲ့ပင်များဖြစ်ပါတယ်။အဲ့ဒီပင်တွေကိုတစ်ချက်တီးလုံနေခြင်းအဖြစ်ရေထဲမှာပြန်နေတယ်လို့လှုပ်ရှားနိုင်ပါတယ်။ဒါပေမဲ့ဒီတတဝါကမရည်ရွယ်ပဲလှုပ်ရှားနေတာမဟုတ်ပါဘူး။သူကမူဆိုးတစ်မျိုးဖြစ်ပြီးအဓိကအားဖြင့်ပင်လယ်လိပ်ပြာလို့ခေါ်တဲ့တင်းငယ်တဲ့ပင်လယ်ခရုတစ်မျိုးကိုသာအစားအစာအဖြစ်စားသုံးပါတယ်။မူဆိုးဖြစ်တဲ့ဒီတတဝါကသားကောင်ကိုတွေ့တာနဲ့သူ့ကောင်းဘက်ကနေဖုံးကွယ်ထားတဲ့အစာပန်းပစ္စည်းတွေကိုချက်ချင်းထုတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာလက်တံလိုပုံစံရှိတဲ့အစိတ်ပိုင်းများအများပြားထွက်လာပြီးပင်လယ်လိပ်ပြာရဲ့အခွန်ကိုဖမ်းဆုပ်လိုက်ပါတယ်။ထို့နောက်မူဆိုးကသားကောင်ကိုသူ့ပါးစပ်ဘက်ကိုဆွဲယူပြီးစားသုံးလိုက်ပါတယ်။အေးပိုင်းပင်လယ်များထဲမှာအလွန်နူးညံ့တယ်လို့ထင်ရတဲ့တတဝါများတောင်မှမူဆိုးများဖြစ်နိုင်ကြပါတယ်။ပင်လယ်အောက်မှာအကြောင်းအရာများကိုဆက်လက်လေ့လာခြင်းပေါလို့လုပ်ထားပြီးနော်။